ကန်ဒီသာပါတော့မိဘပြည်သူညီကိုမော်ဒမအပေါင်းတို့ခင်ဗျာယူဆက်ကွန်အာချာပလာချစ်စပွဲအုပ်စုဖွဲ့ပွဲစဉ်မှာမြန်မာအသင်းကအာဖဂန်နစ္စတန်အသင်းကို3-2ဆိုတဲ့ရလဒ်နဲ့ပြပြသားသားအနိုင်ရခဲ့ပါတယ်မြန်မာအသင်းအနေနဲ့နိုင်ထိုက်တဲ့ပွဲကိုနိုင်အောင်ကစားခဲ့နိုင်တာကိုတော့ကျွန်တော်တို့ချီးကျူးရပါမယ်ရှေ့ဆွဲရတပွဲလုံးသာခြုံကြည့်ရင်တော့အားနည်းချက်တွေရှိနေပါသေးတယ်ဥပမာဂူသမားစီကိုဘတ်ပတ်ပြန်ပေးလို့ရတဲ့နေရာတွေမှာဘေးကိုချင်းထုံးပြစ်တာတွေကအတော်လေးကြည့်ရဆိုပါတယ်မြန်မာအသင်းအနေနဲ့အမှားလုံးမိမှာကိုအတော်လေးစိုးရိမ်နေပုံရပါတယ်ပွဲအစပိုင်းထဲမှာကလေးကမြန်မာအသင်းကအမှားမလုံးမိအောင်ထိန်းပြီးတော့စိုးရိမ်စိမ့်နဲ့ကစားနေတာကိုကျွန်တော်တွေ့ရပါတယ်ဒီပွဲမှာမြန်မာအသင်းအနေနဲ့နိုင်ခဲ့တဲ့အတွက်ယုံကြည်မှုမြင့်တက်လာပြီးတော့ဒီပွဲနဲ့ပွဲမှာလည်းထပ်မံပြီးတော့ဂိုးပြတ်နိုင်မယ်လို့ယုံကြည်ပါတယ်တသင်းသားလေးရင်ခြေစပွဲအောင်မှာဖြစ်တဲ့အတွက်ပွဲစဉ်တိုင်းကိုနိုင်ပွဲတွေအတတ်နိုင်ဆုံးရရှိဖို့လိုပါတယ်ခြေစပွဲအောင်ဖို့ဆိုတာတော့ကျွန်တော်တို့ပြောဖို့တော့စောနေပါသေးတယ်။အိုမန်စီးရီးယားတို့လိုအသင်းကောင်းတွေပါနေတဲ့အတွက်လွယ်နဲ့တော့ကျွန်တော်တို့ခြေစပွဲမအောင်နိုင်ပါဘူး။4ရက်နေ့မှာနီဘောသင်းကိုအနိုင်ခံပြီးတော့28ရက်နေ့နဲ့30ရက်နေ့မှာကစားရမယ်။အိုမန်စီးရီးယားတို့နဲ့ပွဲတွေမှာလည်းအနည်းဆုံးတပွဲနိုင်တပွဲသေးရလောက်ရထားမှခြေစပွဲအောင်ဖို့မျှော်လင့်လို့ရပါမယ်။အဲ့ဒီပြင်24ရက်နေ့မှာကစားမယ်နီဘောနဲ့ပွဲမှာလည်းဂိုးကိုရသလောက်တွင်းမှကျွန်တော်တို့မျှော်လင့်လို့ရပါပါ။ဟုတ်ကဲ့ဆုံးဖြတ်ကြည့်ပြရတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ဖော်မြန်မာဖုတ်ဘော channel လေးကိုလည်း subscribe မလုပ်ရသေးလောက်ခဲ့ပေးပါအောင်ခင်ဗျာ။